ကျွန်တော်ဖန်အခုတောင်ကြားလမ်းထဲကိုရောက်နေတာဖြစ်ပါတယ်အခုတောင်ကြားလမ်း view point ပေါ့နော်ဘယ်ချိန်လောက်ပုံမှန်ချက်နေတာနေတယ်မှာဒီနေ့မှာတော့အားလေးချက်ကြမှာကိုဘူးလားအားလေးချက်ကြတယ်ဟုတ်ကဲအခုချိန်နေရတော့23ရက်နေ့ဇူလိုင်2026နှစ်မှာကျွန်တော်ဖန်အခုတောင်ကြားလမ်းထဲကိုရောက်နေတာဖြစ်ပါတယ်အခုတောင်ကြားလမ်း view point ပေါ့နော်အခုချိန်နေရကြတော့ view ကတော့လှတယ်ဟိုပတ်ဝန်းကျင်ကလည်းစိမ့်ဆိုပြီးတော့လှတယ်ဒါပေမဲ့မြူတွေအရန်ဆိုင်နေပေါ့နော်မြူရန်ဆိုင်တော့ဓာတ်ပုံရမ်းရတာနောက်ကတောင်တွေကမပေါ်ဘူးဖြစ်ရတယ်နောက်ပြန်ဆောက်ဒီနားဘက်ကနေပြန်ဆောက်ဆောက်ရပါတယ်ဆိုတာက ပြေးကြီးဆောက်မမီတော့ချီးပါခြင်းနဲ့ပုံစံနဲ့လာဆောက်ကားလာတော့ခုနလေးကားကြီးอ่ะ က
ဒါတော့နောက်လုံးတောင်ရလမ်းမှာဖိုတိုရှုဖြစ်ပါတယ်ပြေးတော့မပြေးသေးပါဘူးဒါမတည့်ရဖိုတိုရှုပါပြေးရဖိုတိုရှုကနောက်တစ်ခေါက်ပါပါ ဒီရဲ့ဘူးရွှေနောက်မှလိုက်ဖြစ်သွားတယ် မနေ့ကပန်းရောင်တော့ပဲကောင်း သူ့ရဲ့ရွာပုံရွာဒီကိုလည်းသဘောပေါက်သွားတယ် ဟုတ်ကဲ့လေးနဲ့ပုံ သူကလည်းလိုပဲတဲ့ ဘယ်ချမ်းလေးစိတ်ဆိုအဲ့ဒါကိုပြပြ ခွေးထောက်ချက် ချောမတိုင်ကန်တော်မင်္ဂလာဟိုဘက်လမ်းနေသွားမယ်ထင်တယ်ဟိုဘက်လမ်းနေသွားတော့ဟုတ်ကဲ့ဒီကမိုးရရရှယ်ရတယ်မိုးရရရှယ်ရတာမိုးပါလေးကြလိုက်တိတ်လိုက်နေပေါ့နော်ဒီဖုံးမရန်ကနေပြီးတော့ကန်နာဖန်မျိုးတွေကကန်နာထဲမှာသွားပြီးတော့နေလက်စာတင်ကားမယ်အခုအချိန်က7:21 7:00နာရီခွဲနေပါပဲဖြစ်နေပြီကဲကန်နာလမ်းသွားမယ်နေလက်စာစားမယ်ခုကျွန်တော်တို့ခါလိုက်ထမင်းဆိုင်မှာနေလက်စာစားကြပါမယ်အခုရောက်နေပါပြီ ဆောင်းမယ်ဒီဝင်လိုက်မယ်လို့လားဝယ်သား ဒီချက်ချုံနဲ့နှစ်ပွဲငါးဟင်းနဲ့တစ်ပွဲချက်သားဟင်းနဲ့တစ်ပွဲလာလာချက်တောင်းလား ဒီတော့တင်ကျင်းနဲ့ကိုတင်ကျင်းတော့ရှင်တရားဝယ်ဟုတ်တယ်မာကပြည့်တရားကြည့်这边要啥？这边啊。The Marvelous Mountain Lodge လားရောက်နေပါပြီကိုရီနေမဲ့နေရာကိုသွားနေတယ်ရှေ့လေးပြလိုက်ပါသွားကြမယ်
Dallas ခန်းမှာတော့အပေါ်တန်းနဲ့အောက်ထပ်ရှိတယ်ကျွန်တော်တို့အပေါ်တန်းယူထားတယ်ကဲခုကျွန်တော်တို့ညီမခန်းရောက်ဖခန်းကိုတွားပြီးတော့ဒေသံပူလေးတွားပြီးခုလောဆိုတော့နေ့လေ3:06မိနစ်ခဏတော့ဒီမှာခဏနားလာအောင်မယ်ရောက်ဖတို့ခန်းထဲမှာတွားပြီးတော့ကော်ဖီလေးတောက်လိုက်နော်ပါကျွေးကျွေးရအတန်လေးပါလေးပြူလိုက်ပါဦးအတန်လေးပါလေးပြူလိုက်ပါဦးအတန်ပါမပြူဘဲကိုရီးယားတက်လာတွားပြီးနှောက်ရှက်မှာလင်မြန်းယောက်ကတာယာနေတာတာယာတော့ကိုရီးယားလာပြီးဖြတ်စီးရဒါသူတို့ရဲ့ view ဘန်ဂလို type တစ်မျိုးရှိတယ်ဒါတော့ Dallaston သူကဘန်ဂလိုတီးတဲ့ဟာရှိတယ်ဘန်ဂလိုတီးတဲ့ဟာကျသူကနောက်ဖက်ချမ်းမှာသူက view ကတော့ကောင်းတော့မသိဘူးတော့မကြည့်ရသေးဘူး view တော့ကောင်းမယ်ထင်တယ်နောက်ကဘန်ဂလိုဟာလည်းပေါ့နော်ဒါအခုဒါသူတို့ရဲ့ view သူတို့ကတော့ပို့ပြီးတော့တောင်တန်းကပို့ပြီးတော့မြင်ရတယ်ဒါသူတို့ရဲ့ view ပေါ့နော်တော့ reception ကဟိုဘက်ရှိနားမှာရှိရယ်ဟိုကားကလည်း parking ကလည်းအဲ့ဘက်ရှိချမ်းမှာပဲရက်ရတာပေါ့နော်ပြီးတော့မှမဖြစ်လိုက်ပြလိုက်မယ်ဟိုတယ်ဝင်းနဲ့ပတ်ကြည့်လိုက်ဦးမယ်ဟိုတယ်ဝင်းနဲ့ပတ်ကြည့်လိုက်ဦးမယ်ရောက်ဖပြောချင်တာအခုညီမဟိုမဖြစ်စေခြင်းဟိုမဖြစ်တဲ့သဘောပေါ့မောပြည့်စေဘူးဆိုတဲ့သဘောပေါ့အမောဆိုလေးလी I like ဒေါ်မို့လို့လား I like ဒေါ်မို့လို့ဟိုနေ့ကသူတို့ဘယ်လိုပြောလိုက်တာလဲရောက်တာသူတို့ယောက်ျားလေးတစ်ယောက်ကမောသိအခုကျွန်တော်တို့4:59မိနစ်မှာရေကူးကန်သွားပြီးရေကူးကြမှာဖြစ်ပါတယ်ခုကျွန်တော်တို့အချိန်9:00နာရီတိမှာကျွန်တော်တို့ရေကူးကြမှာဖြစ်ပါတယ်ဟုတ်ပါမယ်နော်ဦးတယ်နေစင်းစင်းမစင်းပြီးစင်းနော်အဲ့ဒီဦးတာဟုတ်နေလားဘယ်မှာဘာလို့ညနေဝပြီးတော့ဘူးလေညီရတယ်တော့ပါအဲ့ဒါကိုရိုက်ပါလားဒီမှာပြောင်းတယ်ငါတီးထားတယ်ကနေလည်းရိုးလေးထိုးလိုက်ရောက်ပါလက်ညှိုးထိုးလိုက်တောင်ကြီးဟိုဘက်မှာနောက်ကျောင်းတောင်းမအောင်တောင်းကြီးနောက်မှာရနောက်ပြန်လိုက်မယ်ဟမ်မင်းအဲ့ဒီကြမ်းကြရဲအဲ့နောက်မပေါ်နဲ့ Not to be inside ကျောက်ပါသူ့ရေရဲဆရာလောက်လိုက်ငါနောက်ကဖနှောင်းနဲ့ကန်ချပေးမယ်ကဲပြန်ပါပြီခဏဝင်ညမနေကြရင်ခဏရေမိုးချိုးပြီးတော့နေ့ကျကနာစီးမှာသွားစားကြမယ်